မင်္ဂလာပါကိုမျိုးဖော်ဖော်ရှုံကနေကြိုဆိုပါရစေဒီနေ့မှာတော့ဒါကစားဖို့ကောင်းတဲ့ပွဲစဉ်တွေကတော်တော်များများတော့မရှိဘူးဆိုပေမဲ့ဒါချန်ပီယံလိဂ်ရှေ့စစ်ပွဲထဲမှာတော့ဒါကစားပွဲ3ပွဲရှိပါတယ်ဒီထက်မှကျွန်တော်ညီကိုတွေကို2ပွဲကိုရွေးချယ်သုံးသပ်ပြီးတော့ချပြချင်ပါတယ်ပထမဦးဆုံးပွဲအနေနဲ့ကတော့ဒိုင်နမိုဇာဂရက်နဲ့ဖိုက်ကင်းပွဲစဉ်ဖြစ်ပါတယ်ပြောရမယ်ဆိုဒီနှစ်ပွဲနောက်ဆုံးကစားထားတဲ့ပွဲစဉ်ဒါ head to head ကရှိတော့မရှိဘူးဒီနေ့မှစပြီးတော့တွေ့ဆုံရမှာဖြစ်တယ်ဒိုင်နမိုဇာဂရက်ကတော့ဒါအားလုံးသိကြတဲ့အတိုင်းပဲခရိုအေးရှားလိကအသင်းသင်းဖြစ်တယ်တစ်ဖက်ဘိုက်ကင်းကတော့နော်ဝေးလိကအသင်းသင်းဖြစ်တယ်ပြောရမယ်ဆိုဒီနှစ်သင်းကအကွာကြီးလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုရင်ဒါခရိုအေးရှားလိနဲ့ဒါနော်ဝေးလိကအဆင့်တန်းရှင်းတော်တော်ကွာတဲ့အနေအထားမှာရှိတယ်ပြီးတော့လက်ရှိပေးထားတာအိမ်ကွင်းဒိုင်နမိုဇာဂရက်ကနေပြီးတော့တစ်လုံးကို90စားနဲ့3လုံးကို90စားဆိုပြီးတော့ပေးထားတယ်ဒီပုံစံကြီးအရာကြည့်ရမယ်ဆိုရင်ဒါတစ်ဖက်အဝေးကွင်းဘိုက်ကင်းကလည်းဒါဒိုင်နမိုဇာဂရက်ကိုဂိုးသွင်းလာနိုင်တဲ့အနေအထားရှိတယ်ပြီးတော့တစ်ဖက်ဒီဒိုင်နမိုဇာဂရက်အနေနဲ့ကြည့်မယ်ဆိုရင်ဒါတော်တော်လေးလက်ရှိမှာပေါ့နော်တော်တော်လေးခြေစွမ်းကောင်းနေတဲ့အနေအထားမှာရှိတယ်ဘာဖြစ်လို့လဲဆိုရင်နောက်ဆုံးကစားထားတဲ့ကစားပွဲ26ပွဲတိတိကိုသူ့အနေနဲ့ဒါလုံးဝဒီရှုံးထားခြင်းမရှိသေးဘူးပေါ့နော်လုံးဝ26ပွဲစတိုက်အရှုံးမရှိသေးဘူးဒါကြောင့်ပြောရမယ်ဆိုရင်ဒီနေ့ပွဲကဒိုင်နမိုဇာဂရက်အနေနဲ့အသာကြီးဗျာအင်ကွန်းအားသာရှိရှိမယ်ပြီးတော့သူတို့အနေနဲ့ဒီဆန်ချင်းကိုဒီနေ့ပွဲမှာဒါချိုးလိုက်မယ်လို့ကျွန်တော်အနေနဲ့မထင်ဘူးဒါကြောင့်ဒီနေ့ပွဲမှာရွေးချယ်ရမယ်ဆိုဒိုင်နမိုဇာဂရက်ဘော်ဒီကိုကြိုက်ပါတယ်အကြိုက်တွေ့ညီကိုတွေလိုက်ဆိုပါဘာဖြစ်လို့ဒိုင်နမိုဇာဂရက်ဘော်ဒီကိုကြိုက်လဲဆိုရင်ဒါအဓိကကတော့ဒါဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ကြေးပိုင်းထည့်ဒါရှေ့စွန်းပိုင်းကိုပို့ပြီးတော့ဦးစားပေးထားလို့ဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ဒိုင်နမိုဇာဂရက်ဘော်ဒီကိုကြိုက်ပါတယ်အကြိုက်တွေ့ညီကိုတွေလိုက်ဆိုပါဒိုင်နမိုဇာဂရက်ဘော်ဒီပါနောက်ထပ်တစ်ပွဲကိုတော့ပါပဲနောက်ထပ်တစ်ပွဲကတော့ဒါအလုံးလေးရင်းနှီးနေကြတယ်ဒါဖီနာဘာရှိနဲ့လိုင်ဝင်ပွဲစဉ်ဖြစ်ပါတယ်ပေးထားတာကတော့ဖီနာဘာရှိအင်ကွင်းရတာတရီကို80ရှုံးနဲ့ဂိုးပေါင်းကြီး3လုံးကို35အစားဒီပုံစံပေးထားတာတော့နှစ်ဖွဲ့ဂိုးသွင်းမဲ့အနေအထားရှိတယ်လိုင်ဝင်ရောဖီနာဘာရှိရောဒါနှစ်ပတ်လုံးဂိုးသွင်းမဲ့အနေအထားရှိတယ်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ကြီးအရပြောရမယ်ဆိုရင်တော့ဒီနေ့ပွဲက2-1လောက်ထိတွားနိုင်မဲ့အနေအထားကိုရှိတယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ပြောရမယ်ဆိုလိုင်ဝင်ဆိုတာကလည်းခီးတဲ့အသင်းတော့မဟုတ်ဘူးဒါပြီးခဲ့တဲ့ရာသီကသူ့အနေနဲ့ဒါပင်သက်လီဝမ်မှာပေါ့နော်တော်တော်လေးရှင်းစွန်းကောင်းတွေကိုပြထားထားတဲ့ဒါအသင်းကောင်းအသင်းဖြစ်တယ်ဒါပေမဲ့သူ့အနေနဲ့ဒါအဆင့်၄ပေါ့နော်အဆင့်၄နဲ့ဒါသူ့အနေနဲ့ပြီးခဲ့လို့ဒါရှေ့စွန်းပွဲကိုကန်နေရတာဖြစ်တယ်ဖီနာဘာရှိကအင်ကွင်းကောင်းတဲ့အသင်းဆိုတာမှန်တယ်သူ့အနေနဲ့ဒါဖီနာဘာရှိအနေနဲ့နောက်ဆုံးအင်ကွင်းကစားပွဲ10ပွဲထိသူ့အနေနဲ့အရှုံးမရှိသေးဘူးအင်ကွင်းကောင်းတယ်မှန်တယ်ဒါပေမဲ့သူ့အနေနဲ့အဝေးကွင်းလေးမှာရှုံးခဲ့တာရှိတယ်ဒါကြောင့်လဲဒါအင်ကွင်းကောင်းလို့လဲဒါဖီနာဘာရှိကိုဒါဖီနာဘာရှိအင်ကွင်းရတယ်ပေါ့နော် level 80ဆုံးဆိုပြီးတော့ပေးလာတာလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကြောင့်ဒီနေ့ပွဲမှာရွေးချယ်ရမယ်ဆိုကျွန်တော်အနေနဲ့ဒီနေ့ပွဲမှာ body ကြီးထက်ဂူပေါင်းကြီးကိုပို့ပြီးတော့ဦးစားပေးပြီးတော့ရွေးချယ်ခြင်းနဲ့ဖီနာဘာရှိနဲ့လိုင်ဝင်ပြောရမှာဆိုနှစ်ဖက်စလုံးဂိုးသွင်းမဲ့အနေအထားရှိတယ်ဒီပွဲက2-1ဒါမှမဟုတ်ရင်2-2လောက်ထိတောင်တွားနိုင်တဲ့အနေအထားရှိတယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ဒါဖီနာဘာရှိနဲ့လိုင်ဝင်ပွဲမှာဆိုရင်ဒါ body ကြီးထက်ဂိုးပေါင်းကြီးကိုပို့လို့ကြိုက်တယ်ပေါ့နော်ဂိုးပေါင်းကြီးမှာဆိုလေကျွန်တော်ခဏပြောတဲ့အတိုင်းဒါ2-1မဟုတ်ရင်2-2သွားလိမ့်မယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်အကြိုက်တွေ့ညီကိုတွေလိုက်ဆော့ပါဒါဆိုဒီနေ့ကတော့ဒါကျွန်တော်ရွေးချယ်ထားတဲ့နှစ်ပွဲပေါ့နော်အကြိုက်တွေ့ညီကိုတွေလိုက်ဆော့ပါဖီနာဘာရှိဂိုးပေါင်းအပေါ်နဲ့ဒါဒိုင်နမိုဇာဂရက် body ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါကျွန်တော် YouTube channel ကို subscribe မလုပ်ရသေးတဲ့ညီကိုတွေရှိရင်လည်း subscribe လေးလုပ်ထားပေးရပါဒီထက်မှတပွဲကောင်းကျွန်တော်အကြိုက်ဆုံးပွဲကိုတော့ဒါ Telegram channel မှာတင်ပေးမယ်နော်Telegram channel ကိုမ join ရသေးတဲ့ညီကိုတွေရှိရင်လည်း Telegram channel လေးကို join ထားကြပါတပွဲကောင်းအပြင်ကျွန်တော် Telegram channel မှာမောင်းကတ်တွေလည်းတင်ပေးတာပါတယ်ပြီးတော့ဒီ Telegram link ကိုတော့ကျွန်တော်ဒီဗီဒီယိုရဲ့ comment အောက်မှာ share ပေးထားပါမယ်ခင်ဗျ